In this video, I asked some of my friends to react my new music video. It will be Hello မင်္ဂလာပါ Hello မင်္ဂလာပါကျမ August လို့Okay မင်္ဂလာပါကြောက်သေးမိတ်ဆက်လို့ရပါပြီမ August ကနေစလိုက်ပါ Hello August ပါဆိုတော့ဒီနေ့ဘာလို့ဖို့ခေါ်ရလဲရောမသိပါဘူးရုပ်ကြည့်ကြီး မသိလို့နေလိုက်တာနော်အမိုရာမင်္ဂလာပါ Hello ဘယ်ဖြစ်ပါရဲ့ကျမအသေးနဲ့ခေါ်ပြီးတော့ဘာလုပ်ခိုင်းမလို့လဲဒုက္ခပေး အိုးဆေးနေတဲ့သားလေးအိုးဆေးနေတဲ့သားလေးမင်္ဂလာပါ မင်္ဂလာပါဦးစီတာပြီးသွားပါ ဟုတ်အခုနာမည်ဘယ်လိုခေါ်လဲမသိဘူးဘယ်ရက်ကွက်ကလာလဲ နာမည်ကတော့ CO2 ပေါ့နော် ကာဗန်နိုင်အောက်ဆိုက်လို့ခေါ်ပါတယ်နာမည်ကဆိုတော့ဒီနေ့ခေါ်လိုက်ရတဲ့အကြောင်းရင်းကငါ music video ပေါ့နော်ကိုကတိုင်ကမြင်းကြောထားပြီးလုပ်ထားရရှိတယ်တချင်းနာမည်ကတော့ငါဘာပေးရမလဲမသိရနဲ့ဟိုက maybe tell me ဆိုပြီးတော့ပေးလိုက်တယ်ဟာမျက်လုံးနဲ့ပေါ်လာကွာငါကလိတော့ကလိထားပဲပေါက်ကြရည်လည်းပါတယ်အတီးရည်လည်းပါတယ်မတီးရည်လည်းပါတယ်အဲ့တော့တစ်ချက်တော့ reaction လေးလုပ်ခိုင်းမလို့ပေါ့နော်ပေါက်ကြပြောရင်တော့ပြောပေါ့ပြောချင်တယ်ပြောပေါ့နော်နောက်မှမှတ်ထားတာပေါ့ ကျေးဇူးတင်ပါတယ် Okay အဲ့ဆိုရှင် ဟုတ်ကဲ့ပါ နင်တို့ငါရင်မေးမယ်နင်တို့ငါ channel subscribe လုပ်ထားလား လောက်ထားတယ်ငါလောက် ထားတယ် လုပ်ထားရနော်လုပ်ထားရမလုပ်ထားရင်မလာနဲ့ဖတ်လိုက်တော့ဘယ်တန်းတက်စား Okay အဲ့ဆိုရှင်ဒုတိယတစ်ခုကငါဗီဒီယိုတွေတင်တိုင်းကြည့်လား မကြည့် 你们散了，瓜，慢毛巾了。 အော် အဲ့ဒါတော့ဒီကသူမဟုတ်ပဲဘယ်လိုလုပ်ကြည့်မလဲ အေးနော်ငိုကုန်မဲ့ view ရတယ်အေးပါထားပါရဘာပြောအခုမကြည့်ဘူးတော့လေကြည့်ဘူးတယ်ဖြစ်သွားတာပေါ့နော်ပြမယ်လေနော်အဲ့ပြလေးကိုတစ်ချက်တော့ဝေးပင်မေးပေါ့ ဒီပါ Okay screen share လိုက်မယ်နော်မြင်ရရင်ပြောမမြင်ရရင်ပြောအမစပြီ Okay စရမယ်နော် โอเคပါ A few moments later.ငါပြောစရာရှိရဟာတိတာအဲ့ဘာလဲဆိုတော့ငါဒီ sense တစ်ခုချင်းစီတာရောငါဘယ်လိုလုပ်ထားလဲဆိုတော့ငါရှင်းပြပါအဲ့ပထမဆုံးနဲ့ဒီ sense ပေါ့နော်အဲ့ဘယ်လိုလုပ်ထားရလဲတဲ့ပြောကြည့်ပါအဲ့ဥစ္စာကွာဘာကိုပြချင်တယ်လဲငါပြောပြမှာကွာဒါငါဒီ video clip တစ်ခုချင်းစီတာသူ reason နဲ့သူရှိရဟာအဲ့ငါနေတို့ခက်မှန်းခိုင်းပါအဲ့ဒီပထမဆုံးနဲ့ဒီ sense ပေါ့အဲ့ intro ကဥစ္စာဘယ်လိုထင်လဲ အဲ့ဘာချင်နေ ဟာ နေလားအရင်ကြီးတယ် လက်မလာလက် ဘာချားကြီးလဲYes sir မရိုင်းလိုက်တာ နေနေတော့လေကွာဒီ ဟဲ့ဒါကြီးကဘာချောင်းကြီးလဲတဲ့အဲ့မှာရွာနေရဘသူကြီးလွတ်တယ်လဲ ဟုတ်တာပဲအဲ့ဂျက်စဝစ်ကိုတချစ်တော့ဘာတရိယာတော့အဲ့ အဲ့စဉ်းစားကြည့်ပါဦးဒါဘာဆိုလိုတယ်လို့ထင် တော့နေရတယ်ဒီထဲ မိမတယောက်ကုန်းနေတာပေါ့ ဘာကြီးတော့ဘာကြီးတော့ငါပြောပြ ငါတော့အဲ့လိုပဲ ငါပြောပြမယ်ကွာဘာလဲဆိုတကယ်ဘာမဟုတ်ဘာလဲဆိုကွာဒီအဲ့သူ့ရဲ့ beat ကိုစဘယ်လိုပြောမလဲ original beat ပိုင်ရှင်อ่ะကွာသူအဲ့လိုဒီလိုအတန်လေးလုပ်ထားအဲ့လိုကတ်ဆက်ဖွင့်လိုက်ပြီးတော့မှ reverse လုပ်ပြီးတော့ရက်လိုက်တဲ့ဥစ္စာလေးအဲ့ငါစဉ်းစားရင်ငါဘာထည့်ရမလဲပေါ့နော်ငါ audio တွေပါလဲ animation ဆွဲဖို့ကြတယ်တေးအောင်ပြင်းနေကွာအဲ့နဲ့မထူးလို့ငါ chorus spike ကဟာလေးပဲလို့ထည့်ပြီးတော့ reverse လုပ်ပြီးတော့ဒီလို radio ratio လေးနဲ့ထည့်လိုက်မယ်ဆိုပြီးတော့ဖြစ်သွားတာ အဲ့ငါတို့ overthinking လုပ်ပြီးစဉ်းစားခိုင်းတည် ဟုတ်တခုတော့ဟိုဖြစ်သွားရဲ့အမောရာပြောတယ်ဒါတုတ်ချောင်းကြီးတဲ့စီယိုသူကကြောက်မိမကြီးကုန်းနေ အဲ့အကြောင်းလေးနဲ့အချင်းလဲစရာဖြစ်ကုန်နေ ဘယ်သူဟာကြီးကဘာမှမသိဘူး Okay အဲ့ဆိုဒုတိယတစ်ခုပြမယ်နော်ဒီ animation လေးကိုတစ်ချက်တော့ကြည့်ပါအဲ့ animation ရဲ့ meaning လေးတစ်ချက်တော့ဘယ်လိုပြောရမလဲဘယ်လိုမြင်တယ်လို့ထင်လဲ
ဘာလုပ်နေရလို့ထင် animation မှမမြင် ဟိုဘက်ကတယောက်ကိုသဘောကျနေတာစားကျင်နေရပါတော့တရေကြရလို့ထင် အော်အဲ့ဒါ ပေါက်ကြီး အော်ဟုတ်တယ်ဒီ crack ကိုစိတ်ကြတယ် crash ကိုကြိတ် အမြင်နဲ့တရေကြစားကြမှာအမြင်နဲ့ စားချင်တာမဟုတ်ပါဘူး တယ် နင်ကလည်းဒါအစင်ငန်းချင်းနှုတ်ပညာလို့ခေါ်တယ်ရဲဟာကောင်မလေးကငါဒါကောင်မလေးပေါ့ဒီဘက်ကကောင်လေးပေါ့မကောင်မလေးကတွတ်တူကွာဒီမှာစာတန်းနေကြည်နေကွာအဲ့အချိန်မှာကောင်လေးကရောက်လာပြီးပြုံးပြလိုက်ရဲ့အချိန်မှာကောင်မလေးကဟာကြွေနေကွာအဲ့လိုပြောတာတရေကြတာကြတော့သူ့လက်ထက်ကတခုခုကင်တာလို့နေမှာပေါ့မုတ်တွေပါအဲ့ပြော မမြင်ပါဘူး အော်မသိပါဘူး တခုသတိထားမိတာအဲ့စာလေးနည်းနည်းတစ်ချက်လောက်ဖတ်ကြည့်အဲ့စာထဲမှာငါလူတွေအရန်သုံးတာအောင်လည်းတွေ့မှာပါငါပတ်စံနေဘယ်လောက်တော့ကုန်တာလဲလည်းတွေ့မှာငါလူတွေအများကြီးသုံးတာလို့ အေးတစ်ချက်တည်းပါ ငါနာရူတိုလောက်လိုက်တာလေကိုခွဲပြီးနောက်တစ်ခုပေါ့ဒါကတော့ဒီပိုင်းကတော့လုံးဝဘယ်လိုပြောတာမမိမဲ့ခန်းစားချက်ပေါ့နော်ဘာလို့လဲဆိုတော့ဟာအဲ့နေ့ကမနက်မိုးလင်းကျောင်းသွားကြတဲ့အချိန်ကျောင်းသားကျောင်းသူတွေကအဲ့အရှိရဖြတ်ငါအမှဖုန်းကြီးကိုကွာအဲ့ရေပန်းသားမှာထောင်ပြီးတော့အဲ့လိုဟိုဘက်ကြည့်လိုက်ဒီဘက်ကြည့်လိုက်လက်ထက်ကခောက်ဆွဲလုပ်ကြည့်နေဟာအောက်ထက်ကဦးလေးကြီးကလည်းငါ့ကိုကြည့်ကျောင်းသားရလည်းငါ့ကိုကြည့်ငါရအောင်တော့ရိုက်လိုက်တာပဲအဲ့တော့အစားရအချက်မရှိဘူးဆိုတော့အချက်တွေ꿰ရပါတော့အဲ့ဘောငါမြင်လိုက်တာကွာနင်တခုခုခိုးဖို့ချောင်းနေ ไม่ အဲ့ခေါက်ဆွဲကြောက်ကိုင်းနိုင်လို့ပြောလေအဲ့ခိုးလာမသိ ဟုတ်တယ်လမ်းမှာကိုင်းလာတယ်လူပြေးလာခဲ့ရတယ် ဘောခောက်ဆွဲဆင်းဝယ်ရဟဲ့မထူးဆိုပြီး MV ကောက်ရိုက်လို့အရေးရဲ့အဲ့အတွဲလာတော့မမှတ်မိရောအမထီးတစ်ချောင်းနဲ့မြင်ကဖို့ကောင်းတယ် romantic ဆန်ကြီး အေးငါအတွဲချောင်းနေတယ်လို့ပဲမဟုတ် ဟိုအတွင်းမဟုတ်ရင်တော့တရားရပါဆွဲခံနေတော့ ဟုတ်တယ်မိုးကြိုးပြခံရ အဲ့ဒါလေငါအိတ်စာအိတ်ကိုလှုပ်ဖို့လေငါ2ရက်လောက်ချိန်ယူရတယ်ဘာလို့လဲဆိုတော့ငါစာအိတ်မခောက်တယ်လို့ငါ YouTube ကိုသွားပြီးတော့အဲ့ YouTube မှာစာအိတ်ခောက်နေပြီပဲရှာလိုက်သေးတယ်ရှာပြီးတော့မလုပ်ဖြစ်အဲ့လိုနဲ့2ရက်3ရက်လောက်ကြာသွားပြီစာအိတ်တစ်ခုခောက်ဖို့ရေပြောချင်တာဟာအေးဆက်တော့ပြီးမှဝေးပါ ပြောချင်တာဟာတိလားဘယ်လိုပြောမလဲဟို budget 0ဆိုပေမဲ့ဒီထဲမှာလောက်ထားရဲ့ဘယ်လိုပြောရမလဲဒီတေးရအစားကွာတိလားလုံးဝဘယ်လိုပြောရမလဲ handmade တွေရော handmade တွေပေါ့ဟာ handmade တွေဒါပေမဲ့အချိန်လည်းအများကြီးယူသလိုလူလည်းအများကြီးပြင်ပါနဲ့ကွာတိလားငါအဲ့လိုမျိုးလောက်ကလောက်ပြင်းတာမရှိဘူးဒါမှလည်းဟိုကိုလိုချင်တဲ့ result ကိုကွာတာပဲလုပ်လိုက်တယ်လေဘာလို့လဲဆိုတော့ broke ဖြစ်နေအောင်ပတ်ဆိုင်ရဲ့ butterfly နေထွက်ပြောပါအောင် August မှာပြောမို့လဲ ဟိုငါအိတ်ဆိုင်ကို3ချိန်လောက်တွေ့ရင်နင်းအိတ်ဆိုင်ဖွင့်ပြရပဲရှိရဲ့အဲမှာဘာလဲမပြပါဘူးပေါ့ ပြရလေဒီမှာနေပါအောင် နင်းအဲ့ထဲကဘာလဲဟွာလိမလားစာလေး ဟုတ်တယ်အရာလေးလေ အေးနင်းအစားရှိရေးပါလားဟင်ငါဖတ်ချင်တယ် အေးနောက်မှနေတဲ့ရေးစားတာတူတက်ရေးပြီ ငါ့ဘောပဲ ကြောက်ပါစေ ကျေးဇူးတင်ပါတယ်လို့ မရဟာဒီ sense ရိုက်တုံးကမီးပြတ်နေတာအခန်းထဲဝင်ပြီးတော့အဲ့နာမှာအစခြံအောင်ကြီးထားတာအဲ့ခြံအောင်ကြီးကိုဖြုတ်ပြီးတော့နောက်ကမီလုံးကြီးထိုးပြီးတော့ခုံမှာအဲ့ stand နဲ့ကွာ stand မရှိလို့ငါမှဘယ်လိုလုပ်ရလဲဆိုစာအုပ်တွေထပ်ပြီးတော့ထောင်တယ်အောက်ကနေတခုလုတ်တယ်အဲ့လိုလုပ်ပြီးတော့တွန်းရတာပေါ့နော်ပြောမယ်ဆိုလို့ရှိရင်တော့ဒါကတော့ professional seminar ဆိုတော့အဲ့လောက်တော့မပင်ပန်းပါဘူး အဲ့လေ တကယ်ကြီးမိုးပါနည်းနည်းတော့ဆင်းပါဟာတင်း မစင်းတကြားမင်းကချောလို့ဒါတော့ငါရဲ့ imagination တွေက
ပုံလေးပေါ့နော်ငါဆွဲတော့ဆွဲလိုက်တာပဲအဲ့ဒါအစကတော့ဟိုဗာလဲ Pinterest ကဟာအဲ့ enemy boy လေးဆွဲပုံကြည့်ပြီးဆွဲလိုက်တာပဲဒါပေမဲ့ငါဥစ္စာမျက်လုံးကကြီးသိပ်ဖြစ်နေလို့ဖြစ်ဘလို့ထင်လဲပုံလေးလှလား လှပါတယ်ဒါပေမဲ့မျက်လုံးအဲ့ပေါ့နင်ကူနာပြောသလိုမျက်လုံးလေးနဲ့ကြီးနေဒီဘက်အချမ်း အေးဟုတ်တယ်ပြီးတော့သွားမရှိဘဲနဲ့သွားအစွဲတွေကစပင်မှာတက်ပေါအောင်တက်တယ် 不是我们会紧张，然后你丢脸。 ဟဲ့မရိုင်းလိုက်တာပြုံးနေရလေအမ 你ပုံနဲ့တူဖြစ်သွားရင်လည်းဒုက္ခရုပ်ဆိုးပဲတူလေးကို မရိုင်းလိုက်တာ စပင်ကြီးမကြိုက်ဘူးစပင်ကြီးကအလဲကွဲတယ်စပင်ကြီးမကြိုက် အဲ့အလဲခွဲမဆင်တာလေ တယ်လို့ပဲ sorry ပါတင်ကြီး မကြည့်ငါဘယ်လောက်တော့စူးစမ်းထားလဲဒီမှာရှိပါလားပုံနေဆွဲတာအများကြီးပဲ ဟိုကလေးကနှက်ခမ်းလေးမလားအပြာရောင်ဘေးနာနှစ်ခုอ่ะ မဟုတ်ဘူးဘာလို့ဆင်လဲနှက်ကမ်းပါဘာဖြစ်ရမှာလိုက်တယ် မိမိပုံမှာ သိပါကတမျိုးထင်ပါ တမျိုးမထင်နဲ့ငါတက်ရှင်းရှင်းနေပဲလှုပ်ထားနော် နှကမ်းမောင်ပဲမြင့်မြင့်ခင်ထိုးမောင် လက်ဆန်နည်းနည်းလေးတမျိုးဖြစ်နေပါ မဟုတ်ဘူးအဲ့ဒါနှက်ကမ်းနေကုန်ပါဆို နည်းနည်းပုံဖော်ရပါကြီးလေလို့ ပေါ့နှက်ကမ်းနေနဲ့အဲ့လိုနန်းတော့နန်းလိုက်တာပဲဒါပေမဲ့အဲ့လိုသူများနှက်ကမ်းနေလိုမျိုးလှလှလေးထွက်မလာအဲ့လိုကြီးဖြစ်သွား ပြေပါအစင် ဒီစင်လေးကတော့ special ပေါ့နော်ဘာလို့ဒီစင်ထည့်လိုက်တယ်လို့ထင်လဲတစ်ချက်တော့ ပါတိလည်းမဟုတ်ဘူးစိုက်ကြည့်တေချာကြည့်နေအဲ့ဟာယူမြင်တော့ငါလန့်တော့ဘာကြီးလဲဆို ငါ့ဟိုကလည်းပြောတယ်ပြီးဖိုးဖေးဖေးစုံလည်းပြော Eric လည်းပြောတယ်ဘာလို့အဲ့ဒီထည့်ရလဲပြင်းလေ အဲ့တော့ငါလန့်တော့ တကယ်ဟာ even though I don't know where your ass ဆိုတော့အဲ့လိုကောင်းလေးကိုလိုက်ရှာနေတဲ့ပုံစံမျိုးလုပ်တယ်ဒါပေမဲ့မျက်နှာတစ်ခုလုံးပေါအောင်မှဆိုမျက်လုံးတစ်ခုတည်းထည့်လိုက်တာဆိုနည်းနည်း horror ဆန်သွားတယ် ရွေးချယ်ရတဲ့ကာလာကမှားပါဟဲ့ကြည့်အောင် မဟုတ်အဲ့တကယ်ကငါအမေရဲ့ကာလာချက်ရှိရကွာ eyeshadow အဲ့ဒီဥစ္စာကိုမျက်လုံးအောက်တွေရောပေါ်တွေရောရှောက်လို့တွေရောစုပ်ပြတ်တတ်သွားအဲ့ဒါနဲ့ငါဒီတိုင်း original color ထည့်လိုက်လို့ရှိရင်နည်းနည်းရုပ်ဆိုးလို့အမဲထည့်လိုက်တာ ရုပ်ရည်ရှိအောင်လန့် ပို့ ပါ ပြီးတော့ဟိုရစီပါ ဟိုကိုရောက်လာအကိုကြီးမိတ်ဆက်ပါ မင်းကတော့ကျွန်တော်ကတော့ easy ဖြစ်ဖြစ်ပါတယ် reaction လုပ်မှာတယောက် ဘာလုပ်ညာလဲဘာလို့နောက်ကြ နောက်ကြတဲ့အကြောင်းရအဲ့ကဟာလာနည်းနည်းနောက်ကြပါ အဲ့ပဲခုခေတ်လူငယ်ဇွဲဦးမရှိ ဟုတ်ပါပြောလိုက်ငါပထမဆုံးရောက်တာ အဲ့ပဲငါတဲဒီ August ကမှတည်တတ်တယ် အဲ့မှာသူမနဲ့ဟို အေးဘောနေ real life မှာမတွေ့ရတာ real life မှာမတွေ့ရတာ 你们散了瓜，慢我先了。 အဲ့ဒီပြောထား အိမ် တော့ မက်ပဲမှတ်နိုင်တယ်လေချို့လူတွေကဆိုတော့ငါပြောနေရပဲဒါရောက်ရောဒီချက်ပေါက်ကဘယ်သူချက်ပေါက်လို့ထင်လဲ 你 ace လို့ မဟုတ်ဘူးဝေးရ နည်းမေးလား ငါအမေကငါ့ကို aesthetic ကပို့မယ်ထင်လားနေယူနေလား မဟုတ်မှလွယ်တော့ဟို တရားရောက်လား ဘာဘသူ နင်းတငယ်ချင်းတွေကတရားရောက်လား ဟုတ်တယ်အရန်ကိုရင်းနှီးရတဲ့ငယ်ချင်းတွေက ငါမဟုတ်တာရသိကြတယ် မဟုတ်မျိုး ကိုကိုတည်တာ August August မှာအရန်ကိုရင်းနှီးရသူကဆို August နဲ့ကနေဒီနှစ်မှစတည်ရ ခုရိုးလား ခီဟိုအဲ့လာ ဟုတ်တယ်အဲလာပဲဖြစ်ပါတယ်အဲလာမရဲ့ချက်ပေါက်ပဲဖြစ်ပါတယ်သူ့သားပို့ပြီးတော့ချက်ချင်းဖြတ်လိုက်တာငါ့ကိုဆဲမှာဆိုဒါတော့ငါအဲလာကိုထပ်ပို့ရင်ငါ့ကိုဆဲမှာဆိုငါငါဆဲမစိရဲတော့ဘူး နားစရာပေါ်ပါပဲနေဘူး ဒီရာကျတော့နည်းနည်းနတ်နေတယ်လက်တွေပါတုံနေတာကြည့်လက်တွေပါတုံဘာလဲဆိုတော့ crush ကိုပေးပဲပုံစံလေးရိုက်ချင်တာဒါပေမဲ့ဟိုဘယ်လိုပြောမလဲပတ်စံကုန်မှာဆိုလို့ယောက်ျားလေး character ထည့်မရနဲ့အဲ့လိုပဲပေးလိုက်ရ ငါအဲ့ယူလွတ်ပြတော့မယ်ထင် ငါပြုတ်ကြရမလို့ဒီတာရိုက်နေနေလေပြုတ်ကြရမလို့မနေ့ပြန်လုပ်လိုက်ရ လူပါတဲ့ခါလေးတွေ့ကြရတော့ ဟိုလေဒီ sense ကဆိုလို့ရှိရင်တော့ဖြင့်
တကယ်ကအိမ်ရှိမှာဟာညဘက်ရောက်နေနည်းနည်း10တိုင်တော့ရှိနေအဲ့လိုအောက်မှာခွေးတွေကဟောင်းနေရလူကလည်းတရားမှမရှိဘူးလမ်းပေါ်မှာအဲ့ငါအဲ့လိုကင်မရာကင်မိမဲ့လူလည်းမရှိရနဲ့အဲ့တကားကိုပိတ်လိုက်တယ်ကွာအိမ်ရှိတကားကိုပိတ်လိုက်ပြီအဲ့တကားမှာတိတ်နေဖုန်းကိုကပ်ပြီးတော့ငါရိုက်ရတယ်နည်းနည်း professional ဆန်သွားရပါတော့ 你千里没干啦， ချင်းရတဲ့တော့ကြိုက်တယ်ဘာလို့လဲဆိုငါဝစ်ထားတာလေအနီယုံမအမဲစင်းနဲ့ဆိုတော့လေချင်းရတော့ကြိုက်တယ် 你有人那十点猫你都你没那来噻，你不要忙啊，你把门这里交给个， ဟဲ့ဟဲ့ငါအဲ့လောက်မဲလို့လားဟဲ့ 哎，这样 ဒီမဲလာမင်းမဲ မဟုတ်သပင်ကမဲနေတာသပင်ကနတ်မောင်နေတာကွာဒီဒါလို့ dark hair ပေါ့နော် dark hair ဖြစ်နေတာအသားရ ။ ဖြစ် ရွှေ နေ 搞笑你叫人家来等一次， ခေါင်းလျှော်ရတော့ဘာမှသုံးလို့မရဘူးအကုန်လုံးကဘူးထားတယ်နှစ်ဖူးတွေဒါကြတော့အိမ်ရှိမှာပြင်းလို့နောက်ဖွေးကိုပြန်ရောက်သွားနောက်ဖွေးမှာဆက်တင်းကနည်းနည်းလှတယ်ဒီအပေါ်ကဥစ္စာကခေါင်းကဘယ်လိုဖြစ်တာလဲဆိုတော့ကွာအဲ့နေကငါမေကငါ့ကိုပြောတယ်သမီးရဲ့ခေါင်းလေးလျှော်လိုက်တဲ့စာနဲ့ငါခေါင်းတစ်လုံးလုံးကိုရေးစိမ်ထားလိုက်တယ်ဟဲ့ရေးစိမ်ခေါင်းတစ်လုံးလုံးကိုရေးစိမ်ထားလိုက်တော့အဲ့လိုလှမ်းတာအခုထိမကြောက်သေးဘူး အဲ့နင်းကောင်ကောင်းနေမှာ ငါမေကပြောခေါင်းလျှော်လိုက်တဲ့အစသူကပြောခေါင်းစုကိုချွတ်ပြီးတော့လျှော်လိုက်လို့ပြောတာငါမတွေးလိုက်မိဘူးဟာအဲ့နေအလုံးရှုံညာနဲ့ငါခေါင်းတစ်လုံးလုံးရေးစိမ်လိုက် အေးအားချောင်းမှာပေါ့ ငါ့ကိုပြောလို့မဆုံးတော့ဘူးအဲ့ဥစ္စာကိုရေးညစ်တာငါမေနဲ့ငါလည်းအဲ့ကိုရေးညစ်တာရေးညစ်လို့မရ 把路你妈偷标了，等一次你我那我把路地搞， မရိုက် ။ဒီအနာကမိသားစုတော့ငါရင်လေးရဲ့ခင်မွန်းနေကြည့်လို့ချင် နင်ရင်လေးစရာရှိလို့လား အဲ့ရိုင်းလိုက်တာ အဲ့သူဖက်ကူဖက်ပဲအခုနအမိုရာပြောရလေနင်ကမဟုတ်ရင်လည်းပစ္စည်းခိုးဖို့တခိုးကြနေရပဲဆိုတာငါအဲ့လိုထည့်ထားရရွရွရှိတယ်မဖတ်ကြည့်ပါလားသိတာအဲ့လို professional ဆန်ကြစမ်းပါ အော်အေးပါကွာဟိုမှာတေချာဖတ်မိ မျက်လုံးကြီးတယ်လို့ပဲနေရ မျက်လုံးချောတယ်နော်မျက်လုံးကချောတယ် ချောတာမရှိကျင်း ။မျိုးလုံးချွိုင်တော့လက်ကလေးနဲ့ကင်ကြည့်တော့ရ ဒါကတော့နောက်ဆုံးပေါ့အနောက်အရှိဟာတွေကိုပဲပြန်လုပ်ထားဆိုတော့အားလုံးပဲ overall reaction လေးပြောကြပါဦး ဒီတစ်ချက်ကိုနင်း crash ကြောဆိုပြီးမှလည်းသူကနေကိုပြန်ကြိုက်မှာမဟုတ်ပါဘူး ငါငါအားရနေလို့ရေးထားနော်ရှင်းလား 那 crash 我打不赢，把这打没路钱， အဲ့ဒါတော့တကယ်ရှင်းသူများပို့ရင်တော့အောင်မြင်နိုင်တယ်နေပို့ရင်တော့ဟိုကတန်းမလို့မှတယ် 就是就 ဟုတ်ဟို creative ကတော်တော်ကောင်းတယ်နေဟိုအမျိုး တော်တရားပေါ့အကောင်းပြောတယ်တော့ ဒီခါငါပြော ဒီ YouTube မှာဟိုတင်ဖို့တော့ဆုံးဖြတ်ထားတာ တင်ထားတယ်လေနင်တို့မှဝင်မကြည့်တာ ဟောငါတို့ crash တယ်ကွာပြော ဟောအခုမကြည့်ရဘူးအရင်ကကြည့်ပြတယ် အရင်ကကြည့်ဖြစ်တယ်အခုမကြည့်ဖြစ်တော့အီဇမီဆန်ပါပြောရတယ် ငါတို့ crash တဲ့စကားပြောနေတော့နင်းဟာဟိုဝင်ကြည့်ဖို့ပါ 哎，这就喂，我来这就喂， ငါပြောပြမယ်နင်တို့ crash နဲ့စကားပြောနေရဆိုတာဗာလဲလောင်း over lesson လောင်းထိုင်းအကိုဆိုရဲအဲ့အကောင့်တွေဝင်ပြောရလား ဘယ်ရတာအခု active ဖြစ်နေတဲ့သူနဲ့ပဲငါပြောနေ နော်အတစ်ကနင်းတက်ဖြစ်တာပါမဟုတ်တာနော်အတစ်ကနင်းတက်ဖြစ်တာပါမဟုတ်တာ 标的啦，哎，这位 crash 干嘛不好？ နင်းတို့အတစ်ဖြစ်နေရမဟုတ်ဘူးလေတကယ်ချင်း 好的好的好的啊好的，sorry sorry， နည်းနည်းတော့ငါဝါနေရောဒီမှာတွေ့ငါတရားကိုဘာတစ်ချက်တည်းရအောင် 嘿， ကလေးတွေကြည့်နေရနော်ဒီဗီဒီယိုကလေးတွေလည်းကြည့်ရနော်လူကြီးတွေလည်းကြည့်ရနော် 我也是在巴比我标来的， အိုင်းနဲ့သားဆဲနေကဲဝင်ကြီးချုပ်ကဘယ်လိုထင်လဲ ။ငါအခုမှတတိထားမြန်ရှိရဲ့ခုနကဟို MVM မပါရဲ့မျက်လုံးတစ်လုံးက CO2 ရဲ့မျက် profile မျက်လုံးတစ်လုံးဖြစ်နေ အေးဟုတ်တယ်အဲ့မျက်လုံးကခိုးတာ
ဆိုတော့ ကောင်း ပြော ပြော စ စ ရာ ရာဆိုရင်တော့တီးလုံးအရင်တဘောကြတာ အတိလုံးငါလောက်တယ်မှမဟုတ်တာကောင်းမှာပေါ့ မဟုတ်လေအဲ့တီးလုံးနဲ့လက်ကျနေအရင်တဘောကြရလို့ပြော အော်အဲ့လိုလုပ်ပါတီလုံးကောင်းနေဆိုရင်တော့ RFMB က original ဆိုတော့သူ့ကိုပြောတာဖြစ်သွားပြီကွာငါ့ကိုပြောတာမဟုတ်ဘူးဆိုလေ ဟုတ်လေလေနဲ့ Okay အဲ့ဆိုရင်တစ်ကနေ30ဆိုရင်နင်တို့အားလုံးဘယ်လောက်ပြီ 10 out of ဝါ And ငါ8 out of 10 โอ้စီတူ ငါကတော့9လောက် တစ်ကပဲရောက် တိကငါစားလိုက် 10ကြားလိုက်တာ August ကရော ငါလည်း9 out of 10ပဲ okay အဲ့တော့အားလုံးပဲဒီနေ့လာပြီးကျေးဇူးအများကြီးတင်ပါတယ်ありがとう ဒီပါ နောက်လည်းခေါ်ပါမယ်လိုရရှင်ခေါ်မယ်နော်လိုတော့ပေါ့ ကျေးဇူး Okay ဆိုနှုတ်ဆက်လိုက်ပါအောင်တတာ ကြားလိုက် bye bye